ညမိတ်ခင်မှာဒါလေးကိုနားထောင်ခြင်းအဖြစ်မိတ်ဆွေဟာ9ရက်အတွင်းမှာကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့မကောင်းတဲ့ bad energy တွေဟာကင်းစင်သွားမှာဖြစ်ပါတယ်။ဒီနေ့မှာကျမတို့ကကောင်းတဲ့စိတ်ကလေးနဲ့အိပ်ဆက်နိုင်မှသာနောက်တစ်နေ့တစ်ဖန်အသစ်ပြန်လည်နိုးထတဲ့အချိန်မှာကျမတို့ရဲ့ဘဝတွေကိုကောင်းတဲ့အရာတွေကိုတေချာလေးဆွဲငင်ယူနိုင်မှာဖြစ်ပါတယ်။ငါရဲ့မကောင်းတဲ့ energy တွေအားလုံးကိုငါလွှတ်ချလိုက်ပြီ။ငါရဲ့ဘဝမှာငါခွင့်လွတ်တဲ့လူတွေရောခွင့်မလွတ်တဲ့လူတွေအားလုံးကိုလည်းငါခွင့်လွတ်ပေးလိုက်ပြီ။ငါရဲ့အတိတ်မှာရှိခဲ့တဲ့အရာတွေအားလုံးမှာရှိတဲ့မကောင်းတဲ့ energy တွေမကောင်းတဲ့စွမ်းရည်တွေအားလုံးကိုငါလွှတ်ချလိုက်ပြီ။ငါဘဝထဲမှာကြုံခဲ့ရတဲ့နာကြီးစရာတွေကိုယ်စော်ကားနှိမ်ချခဲ့တဲ့လူတွေအားလုံးကိုလည်းငါခွင့်လွတ်လိုက်ပြီလွှတ်ချလိုက်ပြီ။အခုချိန်ကနေစပြီးတော့ငါရဲ့ဘဝတွေကိုကောင်းတာတွေဝင်ရောက်လာဖို့အတွက်ငါခွင့်ပြုလိုက်ပြီ။မနှက်ပြန်ဆိုတာကငါရဲ့ဘဝအသေးအတွက်ကံကောင်းခြင်းတွေစတင်ဝင်ရောက်လာမယ်နေဖြစ်တယ်။မနှက်ပြန်ကနေစပြီးတော့ငါဘဝတွေကိုဝင်ရောက်လာမယ်ကြွယ်ဝချမ်းသာခြင်းအားလုံးကိုလက်ခံယူဖို့အတွက်အစဉ်သင့်ဖြစ်နေပါပြီ။ငါဟာဖရာသခင်ရဲ့စွမ်းအားနဲ့အတူဖရာရဲ့ဆောင်ရှောက်မှုအောက်မှာတည်ရှိတယ်။ငါရဲ့စိတ်နဲ့ခန္ဓာကိုယ်ဟာပြည့်စုံကြွယ်ဝခြင်းစွမ်းအင်တွေနဲ့ပြည့်နှက်နေတယ်။အဆုံးအစမရှိတဲ့စွမ်းအင်ကိုငါဟာပိုင်ဆိုင်နေ။ငါရဲ့စိတ်နဲ့ခန္ဓာဟာချမ်းသာချမ်းခိုင်နေ။ငါရဲ့စိတ်ဟာအမြဲတမ်းငြိမ်းချမ်းနေတယ်။ငါဟာမနှက်ပြန်တိုင်းမှာကောင်းတဲ့အရာတွေကိုလက်ခံယူဖို့အတွက်အစဉ်သင့်ဖြစ်နေတယ်။ငါစီမှာရှိတဲ့မကောင်းတဲ့ energy တွေကိုစွန့်လွတ်ပြီးတော့လွှတ်ချပြီးဖြစ်တဲ့အတွက်ကြောင့်မို့အခုချိန်ကနေစပြီးတော့ငါရဲ့ဘဝတွေကိုကံကောင်းခြင်းတွေရောက်ရှိလာပါပြီ။ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်